အားလုံးပဲမင်္ဂလာပါတုံပါတုံကဂျပန်မှာအိမ်ပြောင်းမှရှင်ဘယ်လိုတွေချက်လိုက်လောက်ကမလဲတုံဘယ်လိုတွေကြုံခဲ့ရလဲဆိုတာကိုတုံ experience ကိုပြပြရင်းနဲ့မှာအကုန်လုံးကို share လုပ်ပေးမယ်ပထမဆုံးအနေနဲ့တုံအိမ်ပြောင်းတဲ့အကြောင်းရင်းပြပြပေးမယ်ဆိုတော့တုံကဂျပန်ကိုမလာခင်နဲ့ကတုံရဲ့ company ကနေပြီးတော့အိမ်ကိုငါထားပေးပြီးသားအဲ့ငါထားတဲ့မှာဘာပဲပါလဲဆိုတော့သူကရေခဲတက်တာတို့အိုးရှော့ဆက်တို့ပြီးတော့တန်းရှိရန်ကြီးဆိုရဲပါလဲငါပေးထားရဲကိုဂျပန်မှာကြတော့အဲ့လိုမျိုးတစ်နှစ်အဲ့လိုမျိုးပစ္စည်းတွေဆိုကြလို့ရှိရင်ကိုယ်တိုင်ကိုမိုးဝယ်ခြင်းတဲ့သူတွေအတွက်ငှားတဲ့ကုမ္ပဏီတွေရှိရဲတစ်နှစ်စာတော့6လစာတော့အဲ့လိုမျိုးငှားပေးတဲ့ကုမ္ပဏီတွေရှိရဲတော့တုံနဲ့အတူတူလာတဲ့ကောင်မလေးတစ်ယောက်ပေါ့နော်အဲ့တုံလုံးဝမသိတဲ့ကောင်မလေးတစ်ယောက်နဲ့အတူတူနေဖို့ဖြစ်လာတော့တခြားသူနဲ့တူနေဘူးတော့မရှိဘူးပေါ့ခါမှလည်းအဆောင်နေပိုင်းမနေဘူးအခုကပထမဆုံးတုံသူသစိမ်းတရားနဲ့အတူနေရမှာပေါ့နော်တုံနဲ့လည်းဒီရောက်ကွာတီလာသူများကိုအရန်လိုက်လုပ်ပေးခြင်းနဲ့လူရမှန်တယ်များဖြည့်ဆည်းပေးခြင်းနဲ့ကွာရန်ကိုတစ်ဖက်သားကိုအရန် give site ပေးတဲ့ personality ရှိတယ်တုံးကပေါ့နော်တော်တော်များများလည်းသိကြမှာထင်တယ်တုံးဂျပန်ရောက်တော့2024ပေါ့နော်2024မှာတုံးဂျပန်ရောက်လာတာဆိုသိလိုက်ရတဲ့တခုကဘယ်သူမှအဲ့လိုမျိုးဘယ်လိုမလဲကိုအကူညီကိုမလိုချင်တဲ့သူတွေရှိရပေါ့နော်ကိုကတော့အတက်နိုင်ဆုံးအဆဆရလိုက်လုပ်ပေးရဲဒါပေမဲ့ကိုအကူညီကိုလိုချင်တဲ့သူတွေလည်းရှိတယ်လို့မလိုချင်တဲ့သူတွေရှိရပေါ့နော်သူများအတွင်းနဲ့ကိုအတွင်းနဲ့ကတူတာမဟုတ်ဘူးအဲ့လိုဆိုတော့တုံးရဲ့အပေါင်းအသင်းတွေတော်တော်များများတုံးမြန်မာနိုင်ငံမှာတော့ပေါင်းတဲ့သူတွေအခုဂျပန်မှာလည်းတော့အခုလက်ရှိတငယ်ချင်းတွေရောတော့ရဲ့ပေါင်းဝင်ကြီးအကုန်လုံးကကြတော့အဲတန်းတယောက်အဲ့လိုမျိုးကိုညီပေးရဖေးမပေးရဟာနင်းလှလိုက်တာနဲ့အရန်လှတာပဲအဲ့လိုမျိုးပေါ့နော်positive အပြောလေးတွေ positive ဆောင်တဲ့အပြောလေးတန်းတန်းနဲ့ပြောပြီးတော့ jelly spit တွေမနာလို့ရတခုမှမရှိဘူးဆိုတော့တုံကအဲ့လိုမျိုးပေါင်းဝင်ကြီးကနေပြီးလာခဲ့တဲ့သူပေါ့နော်တရားတယောက်ကလည်းအရန်ကိုညီကြတယ်ကိုမသိရဆိုကြလို့ရှိရင်ဟဲ့ငါမသိလို့ပြပေးပါလားဘာမှလည်းမသိဘူးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့အဲ့လိုမျိုးပြောမဲ့သူလည်းတရားမှမရှိဘူးပေါ့နော်တက်ပေါဝင်ချင်းမှာအကောင်လုံးကိုမသိကြောင်းကိုမတက်ကြောင်းအဲ့လိုမျိုးဝင်ခံပြီးတော့ဟိုတရားပေါ့နော်ပညာရေးတင်နေပညာရေးဖလှယ်ကြရပေါ့နော်အဲ့လိုမျိုးအပေါင်းအသင်းကြရမှာအဲ့လိုလူတွေများတယ်အမေတုံကဂျပန်ကိုလာတဲ့အကြောင်းရင်းကျတော့ဂျပန်ကိုလာပြီးတော့တုံကစေကဆိုတဲ့ဒီ living style တစ်ခုဖန်တီးနေတာပေါ့နော်တုံဒီမှာအချိန်ကြိုင်းနေဖို့အစီအစဉ်ရှိရဲဒီမှာကိုပတ်ဆိုင်ရှာဖို့အတွက်ဆိုပတ်ဆိုင်ကတော့အဓိကပဲပေါ့နော်အလုပ်လုပ်ဖို့ပတ်ဆိုင်ရှာဖို့လာပေါ့နော်အလုပ်လုပ်ပြီးပတ်ဆိုင်ရှာဖို့လာဂျိုင်းမှာလည်းတုံဒီမှာမတူညီတဲ့နိုင်ငံပေါ့နော်တုံဂျပန်နဲ့မြန်မာနဲ့ဆိုလို့ရှိရင်ဒီ living style ကတော်တော်ကြီးကိုကွဲတယ်ပေါ့နော်နိုင်ငံလည်းတိုးတက်ပြီးသားနိုင်ငံမှာဆိုတော့တုံဒီမှာပညာရေးလည်းသင်ယူခြင်းနဲ့အလုပ်လည်းလုပ်ပြီးပတ်ဆိုင်တွေအများကြီးရှာခြင်းနဲ့ပြီးတော့တုံအခုလုပ်နေပေါ့နော် influencer အလုပ် YouTuber လို့ဆိုလို့ရှိရင်တုံငယ်လေးတွေကဖြစ်ချင်ခဲ့တဲ့အရာဆိုတော့အဲ့ဒီအလုပ်ကိုလည်းတုံကဖန်တီးခြင်းနဲ့ဆိုတော့အဲ့အတွေးတွေနဲ့လာခဲ့ရပါတော့တုံပတ်စံတစ်ခုတွေရှာဖို့လာခဲ့ရမဟုတ်ဘူးအဲ့လိုမျိုးမတူညီရဲ့ lifestyle ပေါ့နော်အဲ့လိုမျိုးဘဝတစ်ခုပေါ့နော်တုံညက်ကတုံနဲ့အတူနေတဲ့တရားတွေကကြတော့type ကမတူလုံးဝမတူဘူးပေါ့နော်အဲ့လိုမျိုးနှစ်ယောက်ကအတူနေတဲ့အချိန်ကြရင်ကိုကကြတော့ကိုရဲ့လမ်းကြောင်းကိုဖွင့်ထားရပေါ့နော်အကျယ်ကြီးဖွင့်ပြီးတော့အဲ့ဒီပေါ်တက်ဖို့တက်စူးစမ်းနေတဲ့အချိန်တစ်ဖက်ကကျတော့အဲ့လိုမျိုးဂျပန်ကိုလာတယ်ပတ်ဆိုင်ရှာတယ်ဒီမှာကိုတက်ကို3000ရန်3000လောက်ပဲချမ်းပြီးတော့တတော့3000လောက်ပဲချမ်းပြီးအကောင်လုံးအိမ်ကိုပို့မယ်ချိန်ကြကြလို့ရှိရင်ဒီမှာမနေဘူးအိမ်ပြန်မယ်တော့အရန်လေးစားတယ်ပေါ့ဆိုအဲ့လိုမျိုးအများကြီးပို့နိုင်တယ်အများကြီးပို့တယ်မိသားစုနဲ့စူးစမ်းနေတာကိုမြင်တဲ့အချိန်မှာတော့ကတော့အရန် respect ဖြစ်တယ်ထုတ်မပြောပေမဲ့ respect ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကိုသိရဟာတွေကိုလည်းသူ့ကို share လုပ်ပေးတယ်သူမျက်စိပွင့်ထားဝင်လုပ်ပေးရပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ဟိုဘက်လူကအဲ့လိုမျိုးမလို့ဘူးသင်လိုက်ရတဲ့အရာတစ်ခုပေါ့နော်ဟိုတော့တစ်ဖက်သားကမလို့ဆိုတော့မသိဘူးပေါ့သူ့အမြင်ကကြတော့ဘယ်လိုပြောမလဲငါ့ကိုဆရာကြီးလုပ်နေပါလားပေါ့နော်ငါ့ကိုဆရာကြီးလုပ်နေတိတ်တက်နေလားပေါ့နော်အဲ့လိုပုံစံမျိုးနဲ့မြင်သွားလားမသိဘူးတခါလေကြာကြလို့ရှင်လဲသူတို့ဘဝနဲ့သူတို့ပဲကောင်းတယ်တုံးကတိုက်ချင်းကလည်းမတူဘူးတုံးကတော့ငယ်ချင်းနေနဲ့အဲ့လိုမျိုးသွားရဲလာရဲစားရဲပြီးတော့တုံးရဲ့အခု career ကိုဆက်ပြီးတော့လေ့လာနေတယ်တစ်ဖက်မှာလည်းအလုပ်ကလည်းလုပ်နေရပေါ့နော်သွားနေတဲ့အရာတွေတော့မြင်တဲ့အခါမှာစိတ်ထဲမှာတိမ်ငယ်စိတ်တွေပေါ်လာတယ် jealous တွေအဲ့လိုဖြစ်လာရပေါ့နော်အဲ့ချိန်မှာပြဿနာလေးစလာတယ်တုံးရဲ့ Facebook account မှာ friend ဖြစ်တဲ့သူဆိုရင်သိမယ်ပေါ့နော်အဲ့ပြဿနာကိုတုံးကအဆင်မပြေရတဲ့ပေါ့နော်တုံးအိမ်ပြောင်းမှုအတွက်စပြီးစီစဉ်တယ်ဒါတော့တုံအိမ်ပြောင်းတဲ့အကြောင်းရင်းပေါ့နော်အိမ်ပြောင်းတဲ့အချိန်မှာတုံကဘတ်ဂျက်ကလည်းတိတ်မရှိဘူးတုံဂျပန်စားရက်တော့လည်းမကြသေးဘူးပေါ့နော်ငွေကြီးအခြေအနေကလည်းရှိတဲ့အချိန်မှာတုံစဉ်းစားပေါ့နော်အဆောင်နေရမလားဒါမှမဟုတ်တယောက်ခဲနေရမလားပေါ့နော်အဆောင်နေတဲ့အချိန်ကျတော့ကိုကဘာမှလုပ်ချင်မလို့ပတ်စံပေးပြီးတော့စိတ်ရန်လည်းနေတယ်ပေါ့နော်အရင်ဆုံးအိမ်ဂျပန်မှာအိမ်ငှားမယ်ဆိုရင်စိတ်ရန်ပေးရတယ်စိတ်ရန်လည်းနေတယ်စိတ်ရန်ပေးမယ်အိမ်လာကပေးမယ်ဆိုရင်ကိုတက်နေလိုက်အောင်ပဲရေမီကတ်စီအကုန်လုံးအစားဆုံးအကုန်ရှိရပြီးတော့မျိုးကိုကြောင့်မဆိုလို့ရှိရင်ရေခဲတက်တာပဲပါတော့အစားအကုန်အဆုံးရှိပြီးသားပေါ့နော်ဆိုတော့တုံကအဆောင်နေလို
လိုက်ရမလားအဆောင်နေမဲ့ပိုပြန်စဉ်းစားရပေါ့နော်ကိုကတခြားသူနဲ့လည်းတစ်ခါမှအတူတူမနေဘူးအရင်တည်းကလည်းတယောက်တည်းနေလာတာပြီးတော့အဆောင်မှာဆိုကြလို့ရှိရင်သူများရင်းနဲ့အတူတူနေရမယ်သူများနဲ့အတူတူအဲ့လိုမျိုးမီးဖို့ချောင်းနေ share သုံးရမယ်ချိုးကန်နေ share သုံးရမယ်ကိုပစ္စည်းကိုတခြားကြည့်ရမယ်ပြီးတော့တခြားလည်းတန်ရှင်းရေးလုပ်ကြမယ်ပြီးတော့သူများအတန်လေးဖုံပြောရလည်းကြားမယ်ကိုအဲ့ဒီခံနိုင်တော့ပြန်စဉ်းစားကြည့်ကြလို့ရှိရင်တော့လုံးဝမခံနိုင်ဘူးပြီးတော့လို့ရှိရင်အခုဒီလိုမျိုး blog တွေပါရိုက်ချင်နေပေါ့နော်လို့ရှိရင်စစ်ကိုအေးဆေးထားပြီး connect တွေဖန်တီးချင်တယ်ဒီလိုမျိုး video တွေကိုအတန်အကျယ်ကြီးနဲ့ရိုက်ချင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလုပ်နိုင်ပါမလားဆိုပြန်စဉ်းစားချင်ရရှင်လုံးဝမလုပ်နိုင်ဘူးသူများနဲ့မီးဖို့ချောင်း share သုံးရတာအရင်မုန်းတယ်ပေါ့နော်အဲ့လိုမျိုးကိုပစ္စည်းကို ingredient တွေအဲ့လိုမျိုးကိုသုံးချင်တဲ့ပကံလေးဆိုတော့လှပပလေးထားပြီးတော့ပေါ့နော်အဲ့လိုမျိုး create လုပ်ချင်တယ်ပေါ့နော်ဆိုတော့သူများပစ္စည်းတော့မမြင်ချင်ဘူးကောင်ရေချိုးကန်းဆိုလို့ရှိရင်သူများနဲ့အတူမသုံးချင်ဘူး main claim ဆိုရင်သိမှာပါစပင်းတွေဘယ်လောက်ကျွတ်လဲဆိုတော့ပေါ့နော်ရေတစ်ခါခေါင်းတစ်ခါရွှေပြီးကလို့ရှိရင်စပင်းတွေ online ကျွတ်တယ်အဲ့စပင်းတွေပြန်သိမ်းရတယ်ဆိုတော့သူများစပင်းတွေလည်းမမြင်ချင်ဘူးပြအိမ်နာတွေပါဆိုလို့ရှိရင်လည်း share မသုံးချင်ဘူးဆိုတော့အဲ့ဒီစိတ်တွေပြန်လို့ရှိရင် all in ငါအဲ့လိုမျိုးနေ့စဉ်အလုပ်ကလည်းပင်ပန်းနေပေါ့နော်ဒီမှာလောကပင်ပန်းနေအလုပ်ကနေပင်ပန်းပြီးပြန်လာတဲ့အချိန်မှာအဲ့လိုကိုယ့်ကိုတယောက်တည်းအဲ့လိုမျိုး space လေးတစ်ခုဖန်တီးခြင်းနဲ့ပေါ့နော်မချမ်းမသာနေရတာပတ်စံပဲကုန်ခံလိုက်ရမယ်ဆိုပြီးတယောက်တည်းနေဖို့စဉ်းစားလိုက်တယ်ပြောင်းဖို့အတွက်ဘယ်ကနေစပြီး plan ဆွဲမလဲဆိုတာတုံနဲ့အတူတူစဉ်းစားကြည့်မယ်ဘယ်ကနေစပြီးရှာရမလဲပေါ့နော်အဲ့ဒီချိန်မှာတော့အရန်ကျေးဇူးတင်တာလေဒီ Facebook မှာအဲ့လိုမျိုး sharing လုပ်ပေးရသူတွေအကုန်လုံးကျေးဇူးတင်တယ်ဘာဖြစ်ဖြစ်အဲ့လိုမျိုးချို့ဆိုရင်လည်း company သွားပြီးတော့ဘာလေးဝယ်လဲညာလေးဝယ်လဲဒါဘာတော့ကောင်းနေဒီ yoga ကဘာတော့ကောင်းနေလို့အဲ့လိုမျိုးပေါ့နော် sharing လုပ်ပေးသူအကုန်လုံးလည်းတကယ်ကျေးဇူးတင်တယ်ဘာလို့ဆိုသူတို့အဲ့လို video လေးတင်ပြီးတော့ကိုရောကသိရကွာသိလားအခုဆိုကြလို့ရှိရင်အိမ်ကိစ္စဆိုကြလို့ရှိရင်တုံကတုံကလုံးဝ knowledge လုံးဝမရှိဘူးတုံအဲ့လို video တွေလိုက်ရှာပါနော် Facebook မှာရှာရင်းနဲ့အဲ့လို sharing လုပ်ပေးတဲ့ video တွေကနေတစ်စင်းတုံ sumo ဆိုတဲ့ application တော့တွေ့ရပေါ့နော်အဲ့ဒီ web တုံဒါကြော်ညာတာမဟုတ်ဘူးပေါ့နော်မဆန်လည်းမရဘူးsumo ဆိုတဲ့ application မှာပေါ့နော်အဲ့လိုအိမ်နေရှာလို့ရရလေပြောတယ်အဲ့တော့ရှာကြည့်ရပေါ့နော်ကြည့်လိုက်တဲ့အချိန်မှာပဲအကောင်လုံးကခန်းကြီးတွေဂျပန်စာတွေအများကြီးပဲပေါ့နော်ဂျပန်မှာနေတော့ဂျပန်စာပဲပြမှာပေါ့ဆိုတော့အဲ့လိုလည်းပြောင်းလို့မရဘူးဆိုတော့တော်တိုင်ပတ်တယ်ပေါ့နော်ကျဲတဲ့အချိန်မှာခန်းကြီးတွေအများကြီးပဲတော့ဆိုလို့ရှိရင်ခန်းကြီးမကြောင်ခန်းကြီးမဖတ်တတ်ဘူးစဉ်းစားရပေါ့နော်မြန်မာနိုင်ငံသားတွေအိမ်ထိုင်မြေကျွမ်းလုပ်ငန်းတွေမှာတော့တော်တော်များဆိုတော့သူတို့ပဲအလိုက်ရမလားဆိုပြန်စဉ်းစားတဲ့အချိန်မှာတော့စာရေးလိုက်ဖတ်တယ်ပေါ့နော်ကျွမ်းရင်တော်တော်များကအဲ့လိုမျိုးပတ်စံကနည်းနည်းလေးပုံများတယ်ပေါ့နော်ဒါကတော့ကိုနိုင်ငံသားအချင်းချင်းကိုမကောင်းမပြောတာမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်ဒါသူတို့ကလည်းသူတို့အကြောင်းနဲ့သူတို့ရှိမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံများတယ်ဂျပန်က application တွေမှာတိုက်ရိုက်ချခဲ့လို့ရှိရင်ပတ်စံပို့ပြီးတက်တာရဲဆိုရဲ post တွေတွေ့ရပေါ့နော်ဒီ Facebook ကအကျဉ်းဆောင်တင်ထားတဲ့ post တွေကျတော့တုံလို့ချင်တာထက်နည်းနည်းလေးပြောလဲနဲတယ်ပေါ့နော်ဒီအတွက်နဲရဆိုတော့တုံကမများရရှာခြင်းနဲ့ရွေးချယ်ခြင်းနဲ့ဒီယထာလိုင်းတို့တုံနေခြင်းနဲ့အိမ်ပြောချင်တုံနေခြင်းနဲ့အိမ်ရဲ့ပုံစံတို့ idea ရှာခြင်းတာဆိုတော့တုံကအဲ့လိုမျိုးပတ်စံနဲ့စားကြလို့ရှိရင်အဲ့လိုမျိုး quantity ကလည်းအများကြီးတွေကရှာခြင်းတာတကြောင်မလို့ဒီsumo ဆိုတဲ့ application သုံးလိုက်တာသူကတော်တော်လေးအဆင်ပြေရယ်နဲ့ line ကိုဘယ်နှမ်းမှာကိုအနည်းဆုံးဘယ် line မှာနေချင်လဲဘယ်ရထား line လောက်မှာနေချင်လဲပြီးရင်ရက်ကွက်တို့ပြီးကြလို့ရှိရင်အိမ်အကျယ်ဝန်းပြီးကြလို့ရှိရင်ကောင်ကတော်တော်ကျအဲ့လိုမျိုးဒီ roof လေးနဲ့လေဂျပန်မှာကျတော့အိမ်နဲ့အကောင်တော့ studio room တွေကပုံများတယ်ဆိုတော့တုံးက studio room ဆိုကြလို့ရှိရင်ကျင်းတယ်ပေါ့နော်ကျင်းတယ်လို့ခံစားရတဲ့ကြောင့်မလို့ဒီ roof လေးနဲ့အဲ့လိုမျိုးနေချင်တာပေါ့နော် roof လေးရှိမရှိတို့ပြီးလို့ရှိရင်အိမ်သားကြီးချိုးကဘယ်လိုပုံစံတို့အဲ့လိုမျိုးတွေတုံကတေချာချာခြင်းတဲ့ကြောင့်မလို့ပတ်စံဆိုလို့ရှိရင်လည်းသူကရွေးလို့ရတယ်ကိုကအနည်းဆုံးဘယ်လောက်တက်နိုင်လဲ4000ကနေပြီး4000ထိတက်နိုင်တယ်လားမရှင်9000နဲ့အိမ်လိုချင်လား6000နဲ့အိမ်လိုချင်လားဆိုတော့အဲ့ဒီကနေအကုန်ကျလာရပေါ့နော်တုံးကအဲ့လိုအရင်သဘောကျတာမို့လို့ application တွေပဲရှာလိုက်တယ်အိမ်ရွေးဖို့နေရာတိသွားပြီဆိုလို့ရှိရင်တုံးဘာတတိထားရမလဲဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့အချက်ကိုပြပြပေးမယ်တုံလို့ချင်းတဲ့ line ကိုသူပြပြရဲတုံလို့ချင်းတဲ့တောင်းသုံးချင်းတဲ့ budget ပေါ့နော်ဆိုလို့ရှိရင်ဒီလောက်ပဲသုံးနိုင်မယ်ဆိုပြီးသူတခြားပြောရဲဆိုရင်မှသူကကွန်ပျူတာကနေတဆင်ပေါ့နော်အကြာကြီးရှာပြီးရပေါ့နော်တစ်ခုပြီးတစ်ခုရှာရဲဖုန်းနေဆက်တယ်အဆင်ပြေတဲ့ဟာကြတော့လည်းအဲ့လိုမျိုးအရန်ဝဲတဲ့နေရာကြီးဖြစ်နေရပေါ့နော်ငါကနေတဲ့နေရာကြတော့လည်းအဲ့လိုမျိုးလုံးဝကျင်းလေးကွာသေးတာဖင်လဲခေါင်းလဲနေရာစားလေးပဲရှိရဆိုတော့အဆင်မပြေဘူးအကြာရွေးပြီးနားကြော်တော့ကြာရပေါ့နော်ဒါပေမဲ့သူလည်းတော်တော်စိတ်ရှည်ရှာရဲလိုချင်တဲ့အိမ်ကိုသူကပေါ့နော်အဲ့လိုမျိုး print ထုတ်ထားရပေါ့နော် print ထားပြီးဒီအိမ်လိုချင်တာလားဆိုတော့ဖုန်းတင်ဆက်ပြီးအချိန်မှာနိုင်ငံခြားသားလုံးဝလက်မခံပါဘူးတဲ့လုံးလုံးနေတဲ့ကုမ္ပဏီအကြောင်းရောတွေ့တုံးအကြောင်းဟောပေါ့နော် main ကလေးတယောက်တည်းနေမှာကုမ္ပဏီကလည်းကောင်းတယ်ဆိုတော့
ကုမ္ပဏီကောင်းမှလုံးနေရပေါ့နော်ဘာမှမဖြစ်ပါဘူးဘာညာနဲ့ပေါ့နော်အဲ့လိုဘယ်လောက်ထိပြောပေးပေါ့နော်အိမ်ရှင်ကလုံးဝနိုင်ရတာဆိုရှင် no တုံတို့အခုဒီအိမ်ကိုတွေ့ရပေါ့နော်ဒီအိမ်ကိုတွေ့ရတုံလို့ခြင်းနဲ့ဟာအကုန်အဆင်ပြေတယ်ဆိုတော့အဲ့နဲ့တုံတို့သွားကြည့်ကြမယ်ဆိုပြီးထက်ချင်းပဲပေါ့နော်အိမ်လိုမျိုးအကျိုးဆောင်ရဲ့သူတို့ကားနဲ့ပဲတခါရဲဒီအိမ်ကိုလာပြီးတော့ပေါင်းကျုံလာကြည့်ရယထာဘူတာလည်းတုံလိုက်ပြရဲပြီးတော့ဒီအိမ်ကိုအခြေအနေကြည့်ရပါပေါ့နော်တုံက Facebook ကနေ post တွေဖတ်တာတော့အဲ့လိုမျိုးပျက်စီးနေရတယ်ပျက်စီးနေရတယ်တခြားကြည့်ပေါ့နော်မဟုတ်ကြလို့ရင်ကိုပြန်ရောပေးရမယ်ဆိုတော့စာရတွေ့ရပေါ့နော်အဲ့ဒါတုံးကလည်းပျက်စီးနေရတယ်တခြားကြည့်ရရှိလားမရှိလားတခြား check လုပ်ပြီးတော့တုံးတဲ့ဒီအိမ်ကိုအဆင်ပြေတယ်ကြိုတင်ပြင်ဆင်ရမယ်ဆိုကြလို့ရှိရင်တုံးတို့ဒီအိမ်ငားတဲ့အခွန်ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်အခွန်လို့ပြောရမလားအဲ့လိုမျိုးပေးရမယ့်အရာတွေပေါ့နော်ပြင်ကားတို့ပြီးလို့ရှိရင်အိမ်တန်ရှင်းရေးလောက်ခါတို့ဘာကားတို့ညာကားအဲ့လိုမျိုးအများကြီးရှိရပေါ့နော်အဲ့လိုစာတမ်းလေးတွေဒီ Facebook မှာဆိုလို့ရှိရင်တင်ပေးထားတဲ့သူတွေရှိရပေါ့နော်အဲ့ဒါလေးတော့တစ်ချက်လောက်မှတ်သွားအဲ့ဒါလေးတစ်ခုရပေါ့နော်လုံးဝဂျပန်စကားကိုကလုံးဝမရဘူးဆိုတာဆိုကြလို့ရှိရင်တော့မှစိတ်ပူစရာမလိုဘာလို့ဆိုတော့ဒီဂျပန်ကအကျိုးဆောင်ကုမ္ပဏီကဂျပန်လူမျိုးတော်တော်များများကဒီအခြေအနေကြီးကိုပေါ့နော်ကင်တွယ်နိုင်တယ်သူတို့ handle လုပ်နိုင်တယ်ဘာလို့ဆိုတော့ကိုတယောက်တည်းမဟုတ်ပေါ့နော်အဲ့တုံးအောင်လိုက်ပြတဲ့အကိုဆိုကြလို့ရှိရင်သူရှိမှအရင်တော့ကမြန်မာ customer တွေလည်းလာချောင်းပြီးလို့ရှိရင်တခြားနိုင်ငံသားတွေဆိုကြလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့နော်သူအတူတူအိမ်သွားကြည့်ဘူးတယ်အိမ်ပြဘူးတယ်ဆိုတဲ့သူတွေရှိရပေါ့နော်ဆိုတော့သူတို့ရဲ့အားလုံးကနိုင်ငံသားဂျပန်စကားလုံးဝမရတဲ့သူဆိုကြလို့ရှိရင်လည်းသူတို့ကဒီအခြေအနေကို handle လုပ်နိုင်တယ်ပြီးတော့ Google Translate ကလည်းအလကားမှမဟုတ်တာပေါ့နော် Google Translate လည်းရှိရဲပို့ပြီးတိကျကြည့်လို့ရှိရင် ChatGPT လည်းရှိရပေါ့နော်ဆိုတော့အဲ့ဒီကိုအကူအညီတောင်းမှမေးပါပေါ့နော်တက်ကြီးအဲ့လိုမျိုး translator ကြီးခေါ်သွားစရာကြီးမလိုဘူးပေါ့နော်အခုတတိထားမဲ့အချက်ကပေါ့နော်စက်ရန်ပြန်ရမလားမရလားဆိုတော့မေးပါတို့အိမ်ကတော့စက်ရန်ပြန်မရဘူးဆိုတဲ့အချက်ကစာချုပ်ထဲမှာလည်းတစ်ခါပဲပါပြီးသားပေါ့နော်အိမ်ကြည့်ပြီးလို့ရှိရင်တော့စာချုပ်ချုပ်တယ်ပြီးရင်ပတ်စံခြေဖို့ပေါ့လုပ်တယ်ပေါ့နော်ပတ်စံခြေဖို့တော့ကတရက်ထပ်ပြီးသွားရတယ်ပြီးရင်တရက်ထပ်ပြီးသွားလို့ရှိရင်ပတ်စံခြေပြီးလို့ရှိရင်တော့ပြီးပါပြီဆိုတော့တင်လို့အိမ်ပြောင်းပါပြီဆိုတော့အိမ်ပြောင်းတဲ့အတွေ့အကြုံတွေကို share လုပ်ပေးမယ်တော့အိမ်ပြောင်းပြီဆိုကြလို့ရှိရင်ဘာလဲဆိုတော့ဒီမီ gas နဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်တော့အထင်တော့ပေါ့နော်ဒီကုမ္ပဏီတွေကအကျိုးဆောင်တွေကဒီရေမီ gas ကုမ္ပဏီတွေနဲ့အစတွေကဒီ contract ကရှိပြီးသားပေါ့နော်တခါတည်းငါတို့ကတော့ဒီ customer ကိုတခါတည်းသူ့အိမ်မှာနင်တို့ကုမ္ပဏီရဲ့ရေမီ gas ကိုချိတ်ပေးပြီးသားဆိုတဲ့ပုံစံမျိုးနဲ့လာရဲပေါ့နော်စာချုပ်ထဲမှာလည်းအဲ့ဒါကပါတယ်သူကအကုန်ပြပြပြီးသားပေါ့နော်ဒါပေမဲ့ gas ကကြတော့ကိုယ်တိုင်ဖုန်းဆက်ပြီးတော့ခေါ်ရတယ်ကိုရှိရဲ့နေ့မှာသူ customer လာပြီးတော့အိမ်ကိုgas တွေပါလာတက်ပေးရပေါ့နော်အိမ်ရောက်တဲ့တုန်းက customer ကိုဖုန်းဆက်တယ်ဒါပေမဲ့နောက်ပိုင်းရောက်တုန်းကအဲ့လို gas နဲ့မီးနဲ့ပေါ့နော်ကုမ္ပဏီနှစ်ခုရှိရပါတော့နှစ်ခုရှိတာတော့ကတစ်ခုတည်းကုမ္ပဏီပြောင်းလိုက်တယ်ပေါ့နော် store နဲ့အဲ့လိုခေါ်လာမသိဘူးအဲ့ကုမ္ပဏီနဲ့ပြောင်းလိုက်တာအဲ့ကုမ္ပဏီကပို့ပြီးဈေးသက်သာလို့ခံစားရပေါ့နော်ဆိုတော့အဲ့ကုမ္ပဏီပြောင်းလိုက်တယ်ရီကကျတော့တခြားကုမ္ပဏီကပေါ့နော်ဆိုတော့အဲ့ကိစ္စကပြီးပြီးအကယ်လို့ wifi တက်ချင်တယ်ဆိုကြလို့ရှိရင်တော့ wifi ဖုန်းဆက်ကရတယ်ပေါ့နော်အဲ့လိုမျိုးရှိရတုန်းကတော့ wifi မရှိဘူးတုန်းကတကူရဲသမားဆိုတော့တုန်းကအခုကတော့ဒီဖုန်း internet နဲ့ပဲတုန်းအဆင်ပြေနေသေးတော့ပေါ့နော် wifi ကတော့မတက်ဘူးဆိုတော့ budget အနေနဲ့ပြောမယ်ဆိုကြလို့ရှိရင်တုံကဂျပန်ကိုရောက်ပြီးတော့မကြောက်ဘူးပေါ့နော်1050ရန်1050လောက်တော့စုနိုင်ခဲ့တယ်ပေါ့နော်စုနိုင်ခဲ့တယ်ပြောရမလားရန်1050လောက်တော့လက်ထဲမှာရှိတယ်ဆိုတော့ဒါကအိမ်ပြောင်းဖို့အတွက်အရန်လည်းမများသလိုအရန်လည်းမနည်းဟဲ့ပမာဏပေါ့နော်အကယ်လို့ကိုကတယောက်တည်းနေမယ်အိမ်ပြောင်းဖို့စဉ်းစားထားတဲ့ budget ကဘယ်လောက်ကုန်လဲဆိုမသိဘူးဆိုကြလို့ရှိရင်အနည်းဆုံး1020အထက်ကတော့ကုန်တယ်ပေါ့နော်ဆိုတော့လက်ထဲမှာ1020အထက်ရှိမှရပါမယ်အချို့အိမ်ဆိုကြလို့ရှိရင်1030နီးပါးလောက်ကုန်တယ်အဲ့ဒါပြင်ကိုမှ emergency ငွေပေါ့နော်10,000လောက်ကတော့ထားတင်တယ်တုံးမှာလက်ထဲမှာအရေးပေါ်ငွေရှိလို့တုံးအရေးပေါ်အိမ်ပြောင်းခြင်းတဲ့အချိန်မှာတုံးအဲ့ပတ်စံကိုသုံးနိုင်ခဲ့တာဆိုတော့အကုန်လုံးလည်းပတ်စံစုထားကြပါအိမ်ပြောင်းမှဆိုကြလို့ရှိရင်တော့အနည်းဆုံးမဖြစ်မနေ1020အကျော်အထက်ကတော့ကုန်ပါတယ်ဆိုတော့အကြိုက်ပြောတော့တော်မောပါbudget ကိုလည်းချိန်သေးတော့ချိန်ပြီးဆိုကြလို့ရှိရင်တုံအကျိုးကျေးဇူးတွေကောင်းကျိုးနဲ့ဆိုးကျိုးနဲ့ပြပေးတော့မယ်ပေါ့နော်ကောင်းကျိုးတွေကကြတော့တုံလိုမျိုး AC တယောက်ထဲနေခြင်းနဲ့ပြီးကြလို့ရှိရင်အဲ့လိုမျိုးတုံလို့ရှိရင် content creator မို့လို့ content တွေ AC ဖန်တီးခြင်းနဲ့ပြီးတော့ကိုယ်စာလုပ်ခြင်းနဲ့တခုလို့ခြင်းလို့ရှိရင်အနောက်ရှက်မရှိပေါ့နော် AC စစ်တယောက်ထဲစိတ်ငြိမ်ငြိမ်နဲ့လုပ်နိုင်တယ်ပြီးတော့တုံက journaling ရေးရတယ်ကြိုက်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်တခြားလူတွေအတန်နေဆိုရင်မကြားချင်ဘူးကွာဘာလို့ဆိုတော့တုံတို့ဒီတခြားနိုင်ငံမှာနေတယ်တုံတို့တနေ့ကုန်လုံးဂျပန်စကားတွေနားထောင်ရတယ်ဂျပန်လူတွေပြောရတယ်ပေါ့နော်အရန်ကိုစိတ်ရှုပ်တယ်ဦးနောက်လည်းတအားသုံးရတယ်အိမ်ပြောင်းခဲ့လို့ကျွန်တော်အေးအေးတယောက်တည်းကိုယ့်တော့ကိုယ်လုံးစိတ်လေးကိုရှော့ပြီးလို့ရှိရင်ရွှေနဲ့မှရီစိန်မဲ့ရေကြိုင်ချိုးခြင်းချိုးမယ်ပြီးခဲ့လို့ရှိရင်တော့မြန်မာဟင်းလေးပါလေးချက်ပြောပါတော့အိမ်လမ်းမြန်မာဟင်းလေးချက်စားမယ်မဟုတ်လို့ရှိရင်တခြားစားချင်တဲ့ဟာလေးကိုဝယ်ထားမယ်ပေါ့နော်မှားထားမယ်ဟိုစိတ်ကြိုက် kitchen လည်းသုံးလို့ရတယ်လို့ပြီးလို့ရှိရင်စိတ်ကြိုက်ရေကြိုင်လည်းချိုးလို့ရရပေါ့နော်ဘယ်သူမှ
ကိုလာပြီးတော့အနောက်ချက်ပေးမဲ့သူလည်းမရှိဘူးကိုစိတ်လွတ်အေးစစ်နေရတဲ့အင်းချုပ်ပြီးတော့နေခြင်းနေဒီမှာကိုလုံးလေးချုပ်ပြီးနေခြင်းနေဘယ်သူမှအဲ့လိုမျိုးပြောမဲ့သူမရှိဘူးပေါ့နော်ကြီးမဲ့သူလည်းမရှိဘူးဆိုတော့တုံကတော့ဒါကတော့အကောင်ကျိုးတွေပေါ့နော်စိုးကျိုးတွေကိုပြရမယ်ဆိုကြလို့ရှိရင်တုံမိန်းကလေးတွေကဘယ်နိုင်ငံမှာပဲနေစိတ်မချရပါဘူးစိတ်လုံးကြမှုမရှိပါဘူးဂျပန်ကအရန်အန်းဆန်းဖြစ်တဲ့နိုင်ငံအရန်လောင်ချုံတဲ့နိုင်ငံဆိုပြီးပြောကြရပေါ့နော်ဒါပေမဲ့ဒီမှာလည်းမိန်းကလေးတွေစိတ်မချရပါဘူးလုံးဝလောင်ချုံမှုမရှိဘူးအဲ့လိုမျိုးဒီကလူတွေကြတော့အထီးကျန်တဲ့သူတွေများတယ်ပြီးခဲ့လို့ရှိရင်တယောက်နဲ့ဆက်သွယ်လည်းမရှိဘူးတို့မြန်မာနိုင်ငံမှာကျတော့အပမမှာပဲနေဘယ်မှာပဲနေအကုန်သိကြရပေါ့နော်ဟိုဘက်ခန်းဒီဘက်ခန်းအောက်ခန်းတောင်ခန်းမြောက်ခန်းရှေ့ခန်းနောက်ခန်းအကုန်သိကြရလူတွေကအဲ့လိုမျိုးရင်းနေတရင်နဲ့ပေါ့နော်စကားပြောတဲ့နှုတ်ဆက်ကြတယ်ဒီမှာကျအဲ့လိုမျိုးကာချာမရှိဘူးပေါ့နော်ဟိုးအရင်တော့ရှိရတယ်ပြောတယ်အခုခေတ်လူငယ်တွေမှာမရှိတော့ဘူးဆိုတော့အဲ့လိုမျိုးဘေးကန်းသူနဲ့လည်းကိုယ်နဲ့စကားမပြောတိလည်းမသိဘူးသူမျက်နှာလည်းမမြင်ဘူးအောက်ခန်းသူနဲ့လည်းစကားလည်းမပြောတိလည်းမသိဘူးပေါ့နော်အဲ့လိုမျိုးစူညံတာရနောက်ဆက်ဖြစ်တာတွေတင်အဲ့လိုမျိုးတွေရှိတယ်ဟာလို့ရှိရင်ကိုကစူညံတာလည်းမပြောရင်သူတို့ကလာမပြောဘူးလာပြီးတော့မပြောဘူးတော့တခါလေးရေစကန်ခေါ်လိုက်တာတော့အဲ့လိုမျိုးတွေရှိတယ်ပြီးတော့ဒီမှာဆိုကြလို့ရှိရင်တော်တော်များများကသိရမလားအတွင်းကခိုးတာတွေဘာညာအဲ့လိုကိစ္စတွေလည်းရှိရပေါ့နော်ဆိုတော့ main ကလေးတယောက်အနေနဲ့အဲ့ဒီအကောင်တကယ်နေမှဆိုလို့ရှိရင်အဲ့ဒီအကောင်တော့တတိထားရပေါ့နော်တော့တကယ်ကြီးဆိုလို့ရှိရင်တခါလေးလားမသိသူကအိမ်မှာဟင်းချက်နေနဲ့လောမချက်ထားခဲ့မိတာပေါ့နော်မိမကြီးတယောက်ကတကားဖွင့်ပြီးဝင်လာပေါ့နော်ဘာမှမပြောဘဲနဲ့ပြန်ထွက်သွားရပေါ့နော်အဲ့လိုမျိုးတွေလည်းရှိရပေါ့နော်အဲ့လိုကြောင်တောင်တွေတအားပေါ်တယ်ဆိုတော့လုံကြုံမှုပေါ့နော်အရေးကြီးတယ်ဆိုတော့အချို့ကြောင့်လည်းလူထက်ကိုတရေကိုပိုးကြောက်တယ်ပေါ့နော်ဒါပေမဲ့တရေထက်ကြောက်ဖို့ကောင်းတာလူပါအဲ့တော့တုံကတော့တရေကအဲ့လောက်ထိမကြောက်ဘူးပေါ့နော်ဆိုတော့တခါမှလည်းမကြုံဘူးလည်းပါရပေါ့နော်ကြုံခဲ့လို့ရှင်တော့အိမ်ပြောင်းတော့လည်းတရေကိစ္စပါလည်းထပ်မတော့ဘူးလူကိစ္စလည်းထပ်မတော့ဘူးပေါ့နော်ဒါပေမဲ့တယောက်ထက်နေကြည့်တဲ့အချိန်မှာတော့အောက်ခန်းတယောက်ကတော်တော်လေးအဆင်မပြေဘူးပေါ့နော်အဲ့ကိစ္စနဲ့လည်းစကားပြောတာရှိရဲဆိုတော့တဲထက်ကြဖို့ကောင်းတယ်လူဖြစ်နေရပေါ့နော်ဆိုတော့ကိုလုံခြုံမှုကိုတအားဂရုစိုက်ဖို့လိုတယ်စာရွက်တွေပေါ့နော်ဘာစာရွက်တွေမှမသိဘူးလာတာဆိုတာလေဒီစာလိုက်ပုံထဲမှာဆိုရင်တပုံကြီးပဲအဲ့လိုတယောက်ရှိခဲ့လို့ရှင်တယောက်ကိုအကူအညီတောင်းပြီးအဲ့လိုမေးလို့ရသေးတယ်အခုကကိုတယောက်ထဲမဟုတ်တော့အကုန်လုံး translate လုပ်ဟဲ့ဒါဘာကြီးရောက်လာပြန်ပြီလဲဟဲ့ဘာခွန်နေလဲပေါ့နော်အဲ့ဒီအကုန်လုံးတယောက်လေးဖြည့်ရှင်းရတယ်ပစ္စည်းတွေပြတ်တာတွေတခုပြတ်တာဆိုရှင်လည်းကိုယ့်တကူဖုန်းဆက်ကရတယ်ကိုယ့်တကူရှာရတယ်ဖွေရတယ်ဆိုပေါ့နော်အဲ့ကိစ္စကတော့ဒီမကောင်းတဲ့အချက်တွေကတခုပေါ့နော်ပြီးလို့ရှင်တော့အထီးကျန်တာတော်တော်များများပြောတဲ့အထီးကျန်တာပေါ့နော်အထီးကျန်တယ်ဆိုတာလေကို့မှာဝါသနာမရှိလို့ပြောင်းခင်တွေကတုံကဒီblogger အလုပ်ကိုတုံကစနေပြီပေါ့နော်စလုံးကြီးစနေတဲ့အချိန်ပေါ့နော်အိမ်ပြောင်းပြီးတဲ့အချိန်တော့ပြဿနာတွေတအားဖြစ်ချိန်မှာလုံးဝအဲ့ဒါရက်သွားတယ်ရက်သွားတော့ဘယ်ကနေဘယ်လိုပြန်ဆောက်မယ်မသိဘူးတုံဘယ်ကနေဘယ်လို content တွေဘယ်လိုရေးရမယ်လည်းမသိဘူး view တွေဘယ်လိုတင်ရမယ်လည်းမသိဘူးဖြစ်နေတဲ့အချိန်ပေါ့နော်ဝါသနာလုံးဝမရှိတဲ့အချိန်မှာအထီးကျန်တယ်ဆိုတာစိတ်ကြီးကဝင်လာတယ်ပေါ့နော်စာလည်းမလုပ်ချင်ဘူးတုံရဲ့ဒီရီမရတစ်ခုဖြစ်တဲ့ဒီ influencer အလုပ်ကိုလည်းတုံဆက်မလုပ်နိုင်ဘူးပေါ့နော်ဘယ်ကနေဘယ်လိုဆောက်လုပ်ကြမယ်မသိဘူးဖြစ်နေတဲ့အချိန်မှာတော့အထီးကျန်တာဆက်လာတယ်ဟိုဝါသနာထဲမှာတစ်ခုထည့်လိုက်တယ်ပေါ့နော်အဲ့ဒါဂျင်သွားပေါ့နော်ဂျင်နဲ့အမြဲတမ်းပေါ့လေးပင်ပြီးတော့အဲ့လိုမဖြစ်တော့လက်ဖြစ်အောင်တော့အမြဲဂျင်သွားရပေါ့နော်တုံလို့ခြင်းတဲ့ body လေးလည်းcreate လုပ်ချင်တဲ့ကြောင့်မလို့ဂျင်မို့တုံဝါသနာတစ်ခုအနေနဲ့ဖန်ပြတဲ့အချိန်မှာတုံနဲ့အားလက်ချင်မရှိတော့ဘူးအကယ်လို့ကိုစိတ်လက်ကြရဘာလို့လောက်ကမသိဘူးရှင်တော့ဂျင်ထောက်သွားလိုက်တယ်ပေါ့နော်ဆိုတော့အားလုံးလည်းကိုဝါသနာကိုဖန်တီးကြပါဒီဗီဒီယိုကြည့်ပြီးတော့ right ဖြစ်သွားတယ်လို့မပြောရဘူးပေါ့တုံကအစတွေကအဲ့လိုမျိုးစကားပြောတော့အရန်တအားမြန်တယ်ပြောအဲ့လိုမျိုးပြောလို့တုံကလေတယောက်တည်းအကုန်လုံးတယောက်တည်းနေတဲ့နေတော့ဘာလို့အဆောင်မနေကြနဲ့တော့အဲ့လိုပြောချင်တာမဟုတ်ဘူးပေါ့နော်အချို့တွေကြောက်လဲတကယ် roommate partner တွေအရန်ကောင်းတဲ့အချိန်မှာပို့ပြီးတော့တိုးတက်သွားတဲ့သူတွေလည်းရှိရပေါ့ကိုလိုချင်တဲ့လမ်းကိုရောက်ဖို့အတွက်တငယ်ချင်းတွေကနောက်ကနေပြီး supporting လုပ်ပေးတယ်ကိုမိသားစုတွေတခုလိုဖြစ်လာရပေါ့နော်အဲ့လိုလူတွေဆိုတော့တုံကအားကြပါတယ်ကြာလို့ရှင်လည်းဒီလိုလာရဲဒီအိမ်ဆိုတာကိုအတွက်အိတ်ဖို့ပဲပေါ့နော်ကြော်တက်ခင်းစာအိတ်ဖို့ပဲကျန်တဲ့အချိန်ကောင်အလုံးလုံးမယ်ပြမိသားစုကိုမြန်မာနိုင်ငံမှာရှိတဲ့မိသားစုကိုပတ်စံနေအများကြီးပို့ပေးမယ်ပေါ့နော်အဲ့လိုမျိုးစိတ်နဲ့လာတဲ့သူတွေလည်းရှိတယ်အဲ့လိုမျိုးကြရှင်တော့တကယ် respect အရန်လေးစားရပေါ့နော်ဒီလောက်ထိလုံနိုင်တဲ့ကိုမိသားစုကိုပြန်ကြည့်နိုင်တယ်ဆိုတာလဲကောင်းတဲ့ထဲကတစ်ခုပဲပေါ့နော်ကိုလည်းပြန်ပေးဖို့လည်းလိုတာပေါ့နော်တစ်ချိန်လုံးအလုံးလုံးနေဆိုတာလဲကိုအတွက်လဲကိုပြန်ကြည့်တင်တယ်တော့မကောင်းပြောမဟုတ်ဘူးနော်ဒါကတုံရဲ့ lifestyle ကို sharing လုပ်ပေးရတဲ့ခုပါပြီးအကုန်လုံးလဲဂျပန်မှာတယောက်တည်းနေကျင်တဲ့သူတွေအိမ်ပြန်ဖို့စဉ်းစားနေတဲ့သူတွေလဲတုံရဲ့ဒီ experience ကိုကြည့်ပြီးတော့ငါကလည်းကြလို့ရှင်တော့ဒါလေးလုပ်မယ်ဆိုပြီးတော့ကိုယ်တော့ပြန်ယူလို့ရရပေါ့နော်အကြောင်းတုံက sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဆိုတော့စကားပြောရလဲအရင်ကြောက်သွားပြီဆိုတော့ဗီဒီယိုလေးအဆုံးထိကြည့်ပြီးသားကျေးဇူးပါ